ဒီဆန်မှာလေလောရက်တဲ့နေ့နောက်ပြန်ရောက်သွားမယ်အဖြစ်မျိုးမလိုချင်ဘူးဆိုရင်တော့လွန်ခဲ့တဲ့3 ရက်လောက်ကကိုပီကာရဲ့အထာရကဆိုတဲ့တင်တယ် fitness လောကရဲ့ဒီဂူရူကြီးလို့ပြောလို့ရတဲ့ဆရာနိုင်ကိုဖိတ်ခေါ်ပြီးတော့သူ့ဘဝတွေးချုံတွေနောက်ပြီးတော့ကျွန်တော်တို့လိုတက်သစ္စာဒီလူငယ်တွေအတွက်များစွာအထောက်အကူဖြစ်စေမယ့်အကြောင်းအရာလေးတွေမျှဝေသွားတယ်။ဆရာနိုင်ဦးပြောတဲ့အကြောင်းအရာလေးတွေမှာကျွန်တော်တကယ်ကြားရတဲ့စကားလေးတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုပညာရှာလဲဆိုတာရေးဆံမှာလေးတော်နေရတယ်လို့ပဲ။မင်းအလော်ရက်တဲ့နေ့နောက်ပြန်ရောက်တော့မှာဒီစကားလေးကတကယ်လဲမှန်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်လွန်ခဲ့တဲ့4 နှစ်လောက်ကမားရင်းနဲ့အတွေးခေါ်လေးတစ်ခုကျွန်တော်စီမှာရှိခဲ့တယ်။အဲ့ဒါကဘာလဲဆိုကျောင်းပညာကြီးတစ်ခုကိုပဲကျွန်တော်ပညာရက်လို့ထင်ခဲ့မိတာအဲ့တော့ကျောင်းကိစ္စမျိုးကြောင့်ကျောင်းနားလိုက်တဲ့အခါမှာဘာမှလေ့လာနေမှုတွေဘာမှလေ့လာတော့မယ်နဲ့ပညာရက်တွေလုံးဝမလေ့လာတော့မယ်နဲ့ရက်တမ်းပလိုက်တယ်အဲ့တော့ဒီလိုနဲ့ပဲအချိန်တွေကကုန်သွားခဲ့လုံးမယ်လို့ဆုံးဖြတ်ပြီးတော့လုပ်ငန်းခွင်နဲ့ဝင်တဲ့အခါကျတော့ဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ပညာရက်တွေလေ့လာနေမှုတွေထပ်လုပ်ရပြန်တယ်အဲ့တော့ဒီဟာတွေကိုဒီပညာရက်တွေကိုသင်ယူဖို့လေလိုအပ်သေးရမယ်ဆိုပြီးတော့ကျွန်တော်ပြီးလိုက်ရတဲ့အချိန်မှာကျွန်တော်နောက်ကလူတွေကကျွန်တော်ကြောတက်သွားတယ်ကျွန်တော်ပြောချင်တာကကျောင်းပညာရက်တစ်ခုပဲပညာလို့ခေါ်လို့မရဘူး။ဒီအဖြစ်ပညာရှာရဲဆိုတာကကိုမတိသေးတဲ့အရာကိုမတက်သေးတဲ့အရာလေ့လာနေမှုပြုလုပ်ရတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။အဲ့တော့ပညာလို့ OT မရှိဆိုတဲ့စကားအတိုင်းပဲခေတ်တွေဘလောက်ပဲပြောင်းခေတ်နဲ့ညီကျွန်တော်တို့လေ့လာနေမှုတွေပြုလုပ်တင်တယ်လို့ထင်တယ်။ဒီဆံမှာလေလောရက်တဲ့နေ့နောက်ပြန်ရောက်သွားမယ်အဖြစ်မျိုးမလိုချင်ဘူးဆိုရင်တော့ကျွန်တော်တို့အဖြစ်နဲ့ပညာရက်အစ်တွေပေါ်လာသမျှဒါကိုကအကုန်လုံးလိုက်ပြီးတော့လေ့လာနိုင်မှုဆိုရင်တော့မှအနေချင်းလောက်တော့လေ့လာပြီးတော့တည်ထားဖို့လိုအပ်တယ်လို့ကျွန်တော်ထင်တယ်